Hi 皆さんအားလုံးပဲမင်္ဂလာပါကျွန်တော် Frank ပါကျွန်တော်တို့ GAPD N3 reading ရဲ့ဒီနေ့ကတော့ day 7လေးဆက်ပြီးတော့ပြောမယ်เนาะ day 7မှာလည်းကျွန်တော် reading တစ်ပုဒ်ဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ကျွန်တော် reading တန်းကိုတော့ရောက်ပြီးဘယ်လိုအကြောင်းအရာလေးလဲဆိုတော့ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာခွေးလေးနဲ့လမ်းလျှောက်နေတဲ့ပုံကိုတွေ့ရလိမ့်မယ်เนาะဆိုတော့ကျွန်တော်ဒီနေ့ဖတ်မယ့်ကောင်းနေရကြတော့ Inu no Sanpo Mana လို့ခေါ်ပါတယ် Inu no Sanpo Mana Sanpo ဆိုတာကဒီလမ်းလျှောက်ထွက်တာကိုပြောတာဒီမှာခွေးတွေနဲ့လမ်းလျှောက်ထွက်တဲ့အခါမှာလိုက်နာမယ်ဆောင်ထင်းရမယ့် manner ပေါ့နော်အပြုအမူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် reading လေးဖတ်သွားမှာဖြစ်ပါတယ်နော်ကဲဆိုရကြပထမဆုံးတစ်ကြောင်းကနေစပြီးတော့ဖတ်ကြည့်အောင်フランスのパリでは犬を飼っている人が多いが散歩にそれで行く犬がアパートの玄関を出たところで糞をしてもそれを片付ける人は誰もいないとပါရီに長く住んでいる日本人が書いています。တော့တကြောင်းလေးပဲဒါပေမဲ့အရှိကြီးပဲဒါကြောင့်မို့လို့ကျွန်တော်တို့စာကြောင်းဒီစာကြောင်းတစ်ကြောင်းဖြတ်ပြီးတော့ဖတ်ရအောင်ဖရန်စのပါရီでは犬を飼っている人ပြည်သူနိုင်ငံပါရီမြို့မှာတဲ့ခွေးကို飼っているဆိုတာမွေးမြူတာကိုပြောတာပါနော်ဝယ်တာကိုပြောတာမဟုတ်ဘူးဒီခန်းကြီးလေးကမွေးမြူတဲ့ခန်းကြီးဖြစ်ပါတယ်ပြည်သူနိုင်ငံပါရီမြို့မှာခွေးမွေးတဲ့သူတွေကများပြီမဲ့စမ်ပုံနီဆိုရတဲ့အီကူအီနူကလမ်းလျှောက်ထွက်ဖို့ခွေးနဲ့လမ်းလျှောက်ထွက်ဖို့ပေါ့နော်ခွေးကိုလမ်းလျှောက်ထွက်ဖို့ခေါ်သွားတဲ့ခွေးကပေါ့နော်အပားတော်တော့ကန်ကိုဒေတာတကူရိုတဲ့ဖုန်းရှိတယ်မို့ဒီတိုက်ခန်းကနေပြီးတော့တိုက်ခန်းဒီဖက်နှက်ချုပ်ဘရန်ဒါကနေထွက်လိုက်တဲ့နေရာမှာတင်ကိုဖုန်းရှိတယ်မို့ဖုန်းဆိုတာကအညစ်အကြေးကိုပြောတာဘယ်နားလည်လဲပြောအီးပါတယ်ပေါ့ဗျာဆိုတော့သူ့ရဲ့တိုက်ခန်းကနေထွက်ချင်းမှာတိုက်ခန်းဒီဝရန်ဒါတို့အဝင်ဝါတို့မှာအီးပါလိုက်တယ်ဆိုရင်တော့မှာတဲ့ဆိုရီယိုကာတာစကယ်ရီဟီတိုဘာဒါရီမိုအီနိုင်အဲ့ဒါကိုသိမ်းဆဲမဲ့သူခွေးချီကျုံမဲ့သူနော်ဘယ်သူမှမရှိဘူးလို့ပါရီနိနာဂါကုဆွန်တဲ့အီရိုနီယုံချင်းကခိုက်တဲ့အီမတ်ပါရီမြို့မှာတဲ့နှစ်အကြာကြီးချိန်ကြာကြီးနေနေတဲ့ဂျပန်လူမျိုးကခိုက်တဲ့အီမတ်ရေးထားပါတယ်ဒါလမ်းပေါ်မှာတော့ဟိုကိုယ့်ရဲ့တိုက်ခန်းအရှိလေးထွက်လိုက်တာတော့မှခွေးရအီးပါတော့အဲ့ဒီပါလိုက်တဲ့အညစ်ကြီးကိုသိမ်းဆဲမယ်ကျုံးမယ်ဆိုတဲ့လူမရှိဘူးပြင်သစ်မှာပါရီမှာဆိုရင်東京の住宅地を歩いていると私がよく見る犬の散歩には割り箸と紙袋を持っている人が多いので糞で道路を汚すことを悪いと考えている人は日本の方が多いのではないかと思います。ဒါလည်းပဲတစ်ကြောင်းပဲရှိပါတယ်เนาะတစ်ကြောင်းလုံးမှာစာသားအရှိဖြစ်နေရကျွန်တော်ပိုင်းပြီးတော့ဖတ်ကြမယ်တိုကျိုの住宅地ဆိုတာကလူနေအိမ်ယာရက်ကွက်ပေါ့နော်လူနေအိမ်ယာတွေရှိတဲ့ရက်ကွက်ကိုပြောတိုကျိုကလူနေအိမ်ယာရက်ကွက်ကိုလည်းလမ်းလျှောက်လိုက်မယ်ဆိုလို့ရှိရင်ဘာသာရှိကယောကုမီတို့အီနူနော်စမ်ပုံလေးပါကျွန်တော်မကြာခဏမြင်ရတဲ့ဒီခွေးနဲ့လမ်းလျှောက်ထွက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ねဝါရီဘာရှိတို့ခါမီပုကူရိုမတ်တဲ့အီဒိုဟီတိုကအိုးီနော်တဲ့ဝါရီဘာရှိဆိုတာကတူကိုပြောတာကျွန်တော်ထမင်းစားတဲ့တူဆိုတာလေဘာလို့သူကဝါရီဘာရှိလို့ခေါ်တာလဲဆိုတော့စားကနေကြလို့ချင်းအဲ့ဒီတူလေးကိုနှစ်ချောင်းခွဲလိုက်ရတယ်ပေါ့နော်အလယ်ကနေထက်ချမ်းဘယ်နဲ့ညာနဲ့ထက်ချမ်းခွဲလိုက်လို့ချင်းတူလေးကတစုံဖြစ်သွားတယ်နှစ်ချောင်းဖြစ်သွားတယ်အဲ့လိုမျိုးခွဲပြီးစားတဲ့ဝါတူလေးတွေကိုဝါရီဘာရှိလို့ခေါ်တယ်ဆိုတော့ဒီနေရာမှာဝါတူလို့ပဲပြောမယ်ပေါ့နော်ဝါတူနဲ့ခါမီပုကူရိုဆိုတာကစက်ကူအိတ်ကိုကင်ပြီးတော့လမ်းလျှောက်တဲ့သူတွေကများတဲ့အတွက်ကြောင့်မို့လို့ဖုန်းတဲ့တိုးရိုယောဂိုစုခိုတိုဝါရီတိုခံရတဲ့အီရူဟီတိုဒီအညစ်အကြေးကြောင့်ဒိုးရိုဆိုတာကလမ်းမအညစ်အကြေးကြောင့်လမ်းမကိုယောဂိုစုခိုတိုညဉ့်ညမ်းစေရဲ့ဒီသူ့ရဲ့ခွေးပါလိုက်တဲ့အီးကြောင့်လမ်းမကိုညဉ့်ညမ်းစေတယ်ပေါ့နော်အဲ့လိုမျိုးအညစ်အကြေးကြောင့်လမ်းမကိုညဉ့်ညမ်းစေတယ်လို့တွေးတယ်ပေါ့နော်ညဉ့်ညမ်းစေတာကမကောင်းဘူးဝါရီမကောင်းဘူးလို့တွေးတဲ့သူတွေကတဲ့နီဟွန်းတော်ဟိုကအိုးရင်တော်တဲဝနိုင်ကတော့အမွေမှာဂျပန်မှာပို့ပြီးတော့များတယ်မဟုတ်လားလို့တွေးမိပါတယ်သူကဘာပြောတာလဲဆိုတော့တိုကျိုမှာဆိုလို့ရှိရင်ပေါ့နိလမ်းမတွေမှာသူမကြာခဏတွေ့ရတာခွေးနဲ့အတူလမ်းလျှောက်ထွက်တဲ့သူတွေကသူတို့လက်ထဲမှာဒီဝါတူလေးတွေပြီးရင်စက်ကူအိတ်လေးတွေကင်ထားတယ်ကင်ထားပြီးတော့သူတို့အဲ့ဒီလူတွေရဲ့အတွေ့အဘယ်လိုလဲဆိုတော့ဒီသူတို့
ခွေးကပါလိုက်တဲ့အညစ်အကြေးကြောင့်လမ်းမညဉ့်ညမ်းတာမကောင်းဘူးဆိုတဲ့အတွေးခေါ်မျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးလူမျိုးတွေကဂျပန်မှာပုံများတယ်တဲ့ပြင်သစ်မှာတဲ့ဆိုင်ဂျပန်မှာပုံများတယ်လို့သူကထင်တယ်ပေါ့フランスでは犬を散歩させる人が糞を片付けるのは掃除をする人の仕事を取ってしまうのだというのが普通の考えのように思えるからです。ဒါလည်းပဲတစ်ကြောင်းလေးပဲရှိရနော်။フランスではပြင်သစ်မှာဆိုလို့ရှိရင်နော်犬を散歩させる人がခွေးနဲ့လမ်းလျှောက်ထွက်တဲ့သူတွေကဖုန်းကို片付けるのはအညစ်အကြေးကိုသိမ်းဆည်းတယ်ဤကျုံရတယ်ဆိုတာက掃除をする人の仕事を取ってしまうတန်ရှင်းရေးလုပ်တဲ့သူတွေရဲ့အလုပ်တွေကိုဝင်ပြီးတော့လုပ်လိုက်မိတယ်နော်ဒါというのが普通の考えဒါကတာမန်တွေးခေါ်ပဲလို့思えるからですထင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်သူပြောနေတာတော့ပြင်သစ်မှာဆိုလို့ရှိရင်တော့ခွေးနဲ့လမ်းလျှောက်ထွက်တဲ့သူတွေသူတို့ခွေးကလမ်းမှာအီးပါတယ်အဲ့ဒါကိုအီးကျုံလိုက်တယ်ဆိုလို့ရှိရင်ဒါတန်ရှင်းရေးလုပ်တဲ့သူတွေအလုပ်ကိုသူတို့ဝင်ပြီးလုပ်လိုက်တယ်လို့တွေးမိတယ်ပေါ့နော်အဲ့ဒါကပုံမှန်အတွေးခေါ်ဖူးဆူနိုခံကားရဒါပြင်သစ်ကလူတွေဖူးဆူနိုခံကားရပုံမှန်တွေးခေါ်ပဲလို့သူကတွေးမိတယ်ရှိကားရှိဒါပေမဲ့その考えはおかしいと思いますဒါပေမဲ့အဲ့ဒီအတွေးခေါ်ဟာおかしいထူးဆန်းတယ်လို့တော့ထင်ပါတယ်တဲ့街の中で犬を連れて歩くにはတဲ့မြို့ထဲမှာခွေးနဲ့အတူလမ်းလျှောက်ထွက်တဲ့အခါမျိုးခွေးနဲ့အတူလမ်းလျှောက်ထွက်တယ်ဆိုတာကပေါ့街の美しさを守るという気持ちが必要なのではないでしょうかဆိုတော့အဲ့လိုမျိုးခွေးနဲ့လမ်းလျှောက်ထွက်မယ်ဆိုလို့ရှိရင်街の美しさမြို့ရဲ့အလှတရားကို守るထိန်းသိမ်းရမယ်ဆိုတဲ့気持ちစိတ်ခံစားချက်က必要なのではないမဖြစ်မနေလိုအပ်တယ်မဟုတ်ဘူးလားတဲ့ဆိုတော့ဒါသူ့ရဲ့ဂျပန်အတွေးခေါ်နဲ့သူပြောနေအောင်နော်ပြင်သစ်ကလူတွေရဲ့အတွေးခေါ်ကကြတော့ဒါပုံမှန်ပဲလမ်းမှာခွေးရအီးပါသွားတယ်ဆိုလို့ရှိရင်ဒါဒီတိုင်းပဲဆက်သွားတယ်ဒီအီးကိုကျုံရမှာကတန်ရှင်းရေးသမားတွေရဲ့အလုပ်သူတို့ကဒီအလုပ်ကိုဝင်လုပ်လိုက်လို့ရှိရင်တန်ရှင်းရေးသမားတွေရဲ့အလုပ်ကိုသူတို့ဝင်ပြီးလုပ်သူတို့ဖြစ်သွားမယ်အဲ့လိုအတွေးခေါ်ကပြင်သစ်မှာဆိုရင်ဖူးဆွန်းတဲ့ခံကားကြီးခတ်တာပဲဒါပေမဲ့ဂျပန်လူမျိုးတယောက်အနေနဲ့ကျတော့အဲ့ဒီအတွေးခေါ်ကထူးဆန်းတယ်ထူးဆန်းတယ်အိုကာရှိဖြစ်တယ်ပေါ့နော်ဘာကြောင့်အိုကာရှိဖြစ်တာလဲဆိုတော့မြို့ထဲကိုခွေးနဲ့လမ်းလျှောက်ထွက်ပြီဆိုလို့ရှိရင်မြို့ရဲ့အလှအပကိုထိန်းသိမ်းရမယ်ဆိုတဲ့ feeling လေးကဒါမဖြစ်မနေအဲ့ဒီအတွေးခေါ်လေးကမဖြစ်မနေရှိရမယ်မဟုတ်ဘူးလားဆိုပြီးဂျပန်တွေကတော့တွေးတယ်ပေါ့なぜかそう思ったかというとသူတို့ကအဲ့လိုတွေးခေါ်ရတဲ့အကြောင်းရင်းကလည်းရှိတယ်တဲ့ဘာကြောင့်လဲဆိုတော့ဘာကြောင့်အဲ့လိုမျိုးတွေးရတယ်လဲဆိုရင်တဲ့ပါရီの報道には犬の糞がとても多くပါရီမြို့ရဲ့ဟိုတိုးဆိုတာလူသွားစည်းညံလူသွားလမ်းတွေမှာဆိုလို့ရှိရင်ခွေးရဲ့မစင်တွေခွေးရဲ့အညစ်အကြေးတွေအရန်ကိုများတယ်ပေါ့နော်ဆိုဒီယိုကာတာစကဲရုတမယ်နီဝါအဲ့အညစ်အကြေးတွေကိုကာတာစကဲလို့ကိုလိုက်ပြီးသိမ်းမှုအတွက်ကနန်းခံတဲ့နှစ်စဉ်တစ်နှစ်ကိုနာနာဆန်မဲဖူရန်9000တောင်း9000ပေါ့နော်နာနာဆန်က9000မန်းကကြတော့တောင်းဆိုတော့တောင်း9000ဒီနေရာမှာပြောချင်တာက1000နဲ့9000ပြောတာမို့9000တောင်းလို့ပြောတာနော်ဖူရန်ဆိုတာကဒါပြင်သစ်ရဲ့ငွေကြီးပေါ့ပြင်သစ်ရဲ့ပတ်စံ franc ပေါ့အဲ့ဒါကိုဂျပန်ယန်နဲ့ပြန်တွက်မယ်ဆိုလို့ရှိရင်ယာကုဂျူနီအိုကုဂျူနီအိုကုအန်ကာခါရူဂျူနီအိုကုအန်ကုန်ကြတယ်ယာကုဆိုတာကခံမှန်းကြီးအားဖြင့်ပေါ့နော်အတိအကျကြီးတော့မဟုတ်ဘူးယာကုဆိုတာဒီနေရာမှာအိုကုရဲ့အဓိပ္ပာယ်ကတန်းတရာကိုပြောတာဂျူနီအိုကုဆိုတော့ဂျူနီတန်းတရာเนาะဒါကိုတွက်ကြည့်လို့ရတယ်အိုကုလို့ပြောလိုက်ပြီဆိုလို့ရှိရင်မြန်မာလိုအနည်းဆက်ဆုံးကတန်းတရာသူ့ရဲ့နောက်မှာ38လုံးရှိတယ်ဂျူနီအိုကုဆိုတော့12ရဲ့နောက်မှာ38လုံးရှိတယ်ပေါ့နော်အခါရုတို့ယူရှင်းပွန်ခီဂျီကိုယွန်ဒါခါရာတဲ့ဆိုတဲ့ရှင်းပွန်ခီဂျီဆိုတာကသတင်းစာအဆောင်ပါကိုဖတ်လိုက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့ဆိုနိုအခနဲ့ကဒါရီကဒါရှိတဲ့အီရူနော်ဒေရှိုကအဲ့ဒီပတ်စံတွေကိုဘယ်သူတွေကထုတ်ပေးနေရလဲတဲ့ဒါဂျပန်လူမျိုးတယောက်ရဲ့အတွေးခေါ်ပေါ့နော်သူကအဲ့လိုမျိုးဒါဒီလိုအတွေးခေါ်ရှိတယ်ဆိုတာလည်းဘာကြောင့်လဲဆိုတော့သတင်းစာဆောင်ပါတစ်ခုကိုဖတ်လိုက်ရတဲ့အတွက်အဲ့ဒီသတင်းစာဆောင်ပါမှာဘာရေးရလဲဆိုရင်ပြင်သစ်မှာနှစ်စဉ်ဒီလမ်းမပေါ်ခွေးချီးကိုဂျုံမှုအတွက်ဒီလောက်ပတ်စံကုန်ကြထားပါတယ်ကုန်ကြနေပါတယ်ဆိုတော့ရေးထားတဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်တဲ့ဒါအဲ့ဒီပတ်စံတွေကိုဘယ်သူတွေကထုတ်ပေးနေလဲပေါ့နော်အဲ့တော့အောက်မှာကခိုတိုးပါလေးနှလုံးပါတယ်ဝါရီပါရှိနဲ့ဖူရန်နဲ့ဝါရီပါရှိဆိုတာကကျွန်တော်အပေါ်မှာပြောခဲ့သလိုမျိုးပဲစခိုင်းတိုကီနီဖူဒါဆွန်နီဝါရုဟာရှိသုံးတဲ့အခါမှာဒီနှစ်ချောင်းခွဲပြီးတော့သုံးရတဲ့ဝါရုဟာရှိပေါ့နော်တူပေါ့ခွဲပြီးသုံးရတဲ့တူပေါ့
ကျွန်တော်ဒါတော်တော်များများသိမှာပေါ့နော်ခောက်ဆွဲဆိုင်နေမှာဆိုလို့ရှိရင်ဒီတိုင်းလာချရဲစားကန်ဒီမှာခွဲပြီးတော့စားရတဲ့ဟာ foreign ဆိုတာကတော့ပြင်သစ်ရဲ့ငွေကြေးကိုပြောတာဖြစ်ပါတယ် foreign စုဘယ်ရူဂီနာတို့เนาะ Qsu ကတန်ဤငွေကြေး unit ကို Qsu ကတန်ဤဆိုတာကအရင်တော့သုံးတဲ့ငွေကြေး unit ကိုပြောတာ foreign ဆိုတာပြင်သစ်မှာရောဘယ်ရူဂီလို့ခေါ်တယ် Belgium မှာရောသုံးတဲ့ငွေကြေး unit ပေါ့နော်ဒါမြန်မာပြည်မှာဆိုကျပ်သုံးတယ်ဂျပန်မှာဆိုယန်းသုံးတယ်ပြင်သစ်တို့ Belgium တို့မှာဆိုလို့ရှိရင်တော့ foreign လို့သုံးတယ်ပေါ့ဆိုတော့ဒါကခွေးနဲ့လမ်းလျှောက်တဲ့အခါမှာခွေးတွေအညစ်အကြေးစွန့်တာနဲ့ပတ်သက်ပြီးတော့เนาะထားရှိရမယ်မန်နာနဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်တယ်ဒါဂျပန်မှာဆိုလို့ရှိရင်တွေ့ရတဲ့ပုံစံနဲ့ပြင်သစ်မှာဆိုရင်တွေ့ရတဲ့ပုံစံနဲ့ပြီးတော့စာရေးတဲ့သူကသူ့ရဲ့အတွေ့အမြင်လေးတွေလည်းပြောပြသွားတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘေးကုန်းတွေဘက်ကိုသွားကြည့်အောင်เนาะမွန်တိုင်း一起何が日本の方が多いのかဘယ်ရာကပေါ့เนาะခုနစာပိုက်ထဲမှာဆိုရင်ဂျပန်ကပို့ပြီးတော့များတယ်ဆိုစာသားလေးပါတယ်အပေါ်မှာပေါ့နော်ဆိုတော့အဲ့ဒါဘယ်အချက်ကဂျပန်ကပိုများတာလဲအောက်က ABCD လေးခုရဲ့ A ကကြတော့အင်းတို့စမ်းပုံနေဆိုရတဲ့ Ikuhito ခွေးကိုလမ်းလျှောက်ဖို့အတွက်ခေါ်သွားတယ်ဒီမှာခွေးနဲ့လမ်းလျှောက်တဲ့သူကပိုများတာလားဂျပန်မှာပိုများတာလားပေါ့နော် B ကကြတော့အင်းတို့ဖုန်းကိုခါတာစကဲရောတော့ရှိနာဟီတော့ခွေးရဲ့အညစ်အကြေးကိုတိမ့်မယ်ခွေးရဲ့ E ကိုကျုံးမယ်လို့မလုတ်တဲ့လူနော်ရှိနိုင်တာမလုတ်တဲ့လူခွေး E မကျုံးတဲ့လူပေါ့စီကကြတော့ဝါဒီပါရှိတို့ခါမိပုကုကိုမတ်တဲ့ဣရဟိတော့ဝါတူနဲ့ဒီစက်ကူအိမ်တွေကိုကင်ထားတဲ့လူဒီကကြတော့ဖုန်းတဲ့မိချီကိုရောက်ကိုစုခို့တော့ဝါရီတို့ခံရတဲ့ဣရဟိတော့ဒီခွေးရဲ့အညစ်အကြေးကြောင့်လမ်းမကိုညစ်ပတ်စေတယ်ဆိုတာကမကောင်းဘူးဆိုးတယ်လို့တွေးနေတဲ့လူဆိုတော့ ABCD ၄ချက်တည်းမှာဘယ်အချက်ကဂျပန်မှာပိုများသလဲနည်းနည်းလေးမာယုံဖြစ်နိုင်တယ်နော်တေချာလေးစဉ်းစားမယ်အချက်ဖြစ်တယ်နည်းနည်းဖြေမှန်တယ်လို့ထင်ရတဲ့အချက်က2ချက်လောက်ရှိတယ်နော်ဆိုရင်မွန်တိုင်းနီလေးဆက်သွားရအောင်မွန်တိုင်းနီကကြတော့ဖူဆုの考えとはここではどんな考えがတဲ့အပေါ်မှာကျွန်တော်တို့ဖတ်ခဲ့တဲ့စာဝိုင်းလေးမှာလေဒီလိုမျိုးမြင်းလေးတားပြီးတော့ဖူဆုの考えပုံမှန်တွေးခေါ်ပဲဆိုတဲ့စာကြောင်းလေးပါတယ်ပေါ့နော်တကယ်လို့မမှတ်မိဘူးဆိုလို့ရှိရင်ဒီနေရာမှာဗီဒီယိုခဏရပ်ပြီးရှေ့ကိုပြန်ကြည့်လို့ရတယ်နော်အဲ့ဒါဘယ်လိုအတွေးခေါ်မျိုးပြောတာလဲပုံမှန်အတွေးခေါ်ဆိုတာဘယ်လိုအတွေးခေါ်မျိုးပြောတာလဲ A ကကြတော့ font de ဒိုးတို့ယောဂုစုကိုတော့ဝါရီတို့ခံကာအဲတို့ဟိစယောဝနိုင်ဒီအညစ်အကြေးကြောင့်လမ်းမကိုညဉ့်ညမ်းစေတဲ့ကိစ္စကမကောင်းဘူးလို့ခံကာအဲတို့ဟိစယောဝနိုင်တွေးစရာမလိုဘူးပေါ့နော်တွေးစရာမလိုဘူးB ကကြတော့အင်းကိုစမ်းဖို့စာဆဲရဟီတို့ကအင်းのဖုန်းကာတာစကဲတို့ဟိစယောဝနိုင်ခွေးနဲ့လမ်းလျှောက်ထက်တဲ့တွေပါတယ်ခွေးရဲ့အညစ်အကြေးကိုသိမ်းရမယ်ခွေးကြီးကျုံးရမယ်လို့မဖြစ်မနေမလိုအပ်ဘူးပေါ့နော်စီရကြတော့ဆိုဂျီကိုစုရုဟီတိုကမာချီနိုဥစုကုရှိစာကိုမာမိုရိုဟီဆိုရောပါနိုင်တန်ရှင်းလုပ်တဲ့သူကမြို့ရဲ့လှပမှုကိုထိမ့်သိမ်းစရာမလိုဘူးဖြစ်မနေထိမ့်သိမ်းစရာမလိုဘူးတဲ့ဒီကကြတော့ဖုန်းကာတာစကဲရူတော့ကအိုခါနေကခါခါရူတို့ခံကအဲရူဟီဆိုရောပါနိုင်အညစ်အကြေးတွေကျုံရတာခွေးကြီးကျုံရတာကပေါ့နော်ပတ်စံကုံတွေလို့မဖြစ်မနေတွေးကြမလို့ပေါ့ဆိုတော့ဖူးဆုနခံကာရဲဆိုတာဒီလေးခုတွေကဘယ်တစ်ခုလဲဒါလေးကိုစဉ်းစားပြီးဖြည့်ပေးပါမိကုန်းတွေကနည်းနည်းလေးတော့ခေါင်းနည်းနည်းလေးစားလိမ့်မယ်နော်မိကုန်း2ခုပဲဆိုရင်လည်းပဲတေချာလေးစဉ်းစားပြီးဖြည့်ပေးစီခြင်းပါတယ်ဆိုတော့အဖြေလေးတွေကျွန်တော် comment box မှာဖြည့်ပေးပါနော်ကျွန်တော်ဖြေမှန်ပြန်ပြီးတော့ reply ပြန်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျဆိုတော့နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်ပြီးတော့တွေ့ကြမယ်နော်